လူတယောက်ရဲ့အမှုကျင့်ဆိုတာရှိတယ်ဟိုကျွန်တော်တို့စကားတစ်ခုရှိတယ် love the way who I am ငါဘာတူလဲဆိုတော့ငါဖြစ်နေတဲ့ဖြစ်တည်မှုကိုပဲချစ်ပါကြိုက်ပါတကယ်ချစ်တယ်ဆိုလို့ရှိရင်ယောက်ျားလေးကမိန်းကလေးတွေကိုအဲ့လိုမျိုးမလုပ်ဘူးနော်ဟိုဘလူဟိုအဲ့လိုမျိုးကြီးချုပ်ချယ်ရမျိုးတိတ်မရှိဘူးဘာလို့ဆိုတော့ယောက်ျားလေးတွေကအမြဲတမ်းရှော့ပေးတတ်တဲ့အမျိုးတွေဆိုတော့ခုနရှော့ပေးတတ်တဲ့အမျိုးတွေဆိုတော့ခုနဒါကောင်းစေခြင်းနဲ့အကွက်တွေစလိတ်တို့ကွန်းရာတို့အရက်တို့ဟုတ်ပြီသူပြောတဲ့ဟာအရက်တို့စလိတ်တို့ကတော့ထားပါတော့ကဲဟုတ်ပြီလူရှိသူရှိမှာပျော်ပျော်နေတတ်တဲ့လူတစ်ယောက်ကဲသူမှာဟို social ကြနေတတ်တယ် social ကြရဲဆိုတာဒါကျွန်တော်တို့စကားသုံးလုံးပေါ့ဥမာပြောရမယ်ဆိုလို့ရှိရင်သူကဖော်ဖော်ရွေနေတတ်တယ်မိန်းကလေးဆိုလဲတငယ်ချင်းမိန်းကလေးဆိုရင်ညီမလေးတယောက်လိုအမားတယောက်လိုသူဆက်ဆံတတ်တယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့တက်ကြီးအနိုင်ကျင့်ပြီးတော့အဲ့လိုမနေနဲ့ခက်တီတီနေကိုရီးယားမင်းသားတွေကိုကြည်လေရင်အောင်မှနှက်ခမ်းလေးတစ်ချက်ပြီးသွားအဲ့လိုနေတာဒါရုပ်ရှင်ထဲမှာပဲရှိတာလေးကိုရဲ့သိလားတကယ်လူမှုဆက်ဆံရေးအတိုင်းဝိုင်းဘက်မှာတကယ်အဲ့လိုနေလို့မှမရတာအားလုံးခင်ခင်မင်မင်နေရတယ်ပေါ်ဖို့ပြောတာမဟုတ်ဘူးပေါ့နော်ဟို